အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုရီးယားမှာမိုဘိုင်းဖုန်းနဲ့ဖက်ဆက်ဘယ်လိုပို့ရမလဲဆိုတော့ပြပြမလို့ပါကျွန်တော်တို့ကိုရီးယားမှာတခါတည်းကြလို့ဆိုရင်ကျွန်တော်တို့ဒီ passport ရမယ့်အနေအထားတွေဖြစ်လာပြီပေါ့နော်ဥပမာကျွန်တော်တို့ဒီ Hi Korea ID password အတွက် passport ရတော့လောက်အောင်ပေါ့နော်အကြောင်းတစ်ခုကြောင့် passport အနေအထားရှိလာလို့ဆိုရင်ကျွန်တော်တို့ဖုန်းနဲ့ passport လို့ပို့ရမလဲဆိုတော့ပြပြမလို့ပါကျွန်တော်တို့ဒီ mobile passport ကိုအရင်တောင်းမယ်ပေါ့နော်ပြီးရင်အဲ့ဟိုတော့ကျွန်တော်တို့အကောင့်ဖွင့်ပြီးသားမဟုတ်ပေါ့နော်အကောင့်မဖွင့်ရတဲ့အတွက်ကျတော့ကိုဖုန်းလိုင်းတဲ့ကိုအကောင့်ဖွင့်လို့ရရပေါ့လေလက်ခံမဲ့သူရဲ့ကုတ်ကိုဖျက်မယ်ပေါ့နော်ဒါဟာကျတော့ကျွန်တော်ပို့နေကြဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီ Hi Korea password အတွက်ပေါ့လေကျွန်တော်ပို့ပေးထားလူတွေရှိလို့မို့ဒီမှာကုတ်ကရှိနေတာပေါ့လေ392650 450အကောင့်ကဒီ Hi Korea password အတွက်ပေါ့နော်ပို့ပေးမှာ password နံပါတ်ဖြစ်ပါတယ်အကောင့်လေးနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီပို့မဲ့ file ပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီပုံသုံးပါဦးပုံလာတော့ကျွန်တော်ဒီအောက်မှာကျွန်တော်ဒီစာချင်းကိုတွားပေါ့နော်အဲ့ဆိုလို့ကျွန်တော်ဒီပေရရှိမှလဲဆိုပြီးတော့မေးရပေါ့လေကျွန်တော်ဒီစာချင်း event ရရှိမှဖြစ်တဲ့စာချင်း event လေးကိုတွားပေါ့လေကျွန်တော်အခုဒီအကိုတယောက်ပေါ့နော်ဟိုင်ကိုရီးယား password ယူမရဖြစ်နေလို့ပေါ့ကျွန်တော် passport ပြီးမှာပေါ့လေကျွန်တော်ဒီ form ကတော့ကျွန်တော်ဖြိုးဖြည့်ပြီးသားသူ ID ရှေ့ချမ်းသူနောက်ချမ်းအဲ့တုံးကိုပို့ပြီးလို့ဆိုရင်ရပြီပေါ့လေအဲ့ဒါကျွန်တော်ဒီအဲ့တုံးကိုပြန်စစ်လိုက်ရပြီပေါ့နော်မှန်ပါဒီကောင်ထဲမှာတစ်ခါတည်းပြန်ပြီးသူ edit လုပ်လို့ရတယ်လားအဲ့ဆိုလို့ရှိရင်ဒါလေးလုပ်လိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေသွားပြီပေါ့နော်တစ်ခါတည်းလုပ်လို့ရတယ်ဒါလည်းအမှန်ကြီးပေးပါနော်အဲ့ဒါရသွားပြီပြင်ဒီကောင်လည်းအဆင်ပြေတော့ပြီဆိုထားလိုက်တော့မယ်ဒါလို့စင်ကြသွားပြီပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကြိုပြီးတော့ကြည့်လို့ရတယ်ပေါ့နော်မီလီဖိုကီဆိုပြီးကြည့်လို့ရတယ်ကျွန်တော်ဒီကောင် pass ကဒီလိုရောက်တော့မှအဲ့ကောင်တိတ်သဘောမကျဘူးပေါ့နော်ဒီ ID card အဆင်ပြေတယ်လိပ်စာအဆင်ပြေတယ်ကျွန်တော်ဒီအဆင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီပို့မယ်ပေါ့နော်ပို့လို့ရှိရင်ကျွန်တော်ဒီအလဲကောင်မှရှိရ password ဘာဆုံးနှိပ်ပေါ့လေပို့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီတေချာအောင်ပေါ့နော်ပြန်စစ်ကြည့်မယ်ကျွန်တော်ဒီအောက်ချင်မှာပေါ့လေကျွန်တော်တို့ဘာဆုံးနေရကိုကြည့်မယ်ပေါ့လေဒါဆိုလို့ရှိရင်သူပြတာပေါ့ကျွန်တော်အောက်က3ခုကတော့ကျွန်တော်အရင်တော့ပို့ပေးထားတဲ့လူတွေပေါ့လေကျွန်တော်စီလာပြီးတော့ရှောက်ခိုင်းလို့ကျွန်တော်ရှောက်ပေးတဲ့လူတွေအခုကတော့သူတွားနေတော့ပေါ့နော်ကျွန်တော်ဘာဆုံးကျူးဆိုတော့တွားနေတော့သူခဏတော့နေကြလိုက်ပေါ့လေအခုကတော့ကျွန်တော်ပိတ်ရဖြစ်တဲ့ဟိုဘက်တော့ရောက်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့အလုံးကတော့သူတို့ကရုံဖွင့်ရမှာလောက်တာဖြစ်တဲ့အတွက်သူတို့စစ်ဆေးပြီးတော့နောက်နေ့ရက်တော့နေလို့ရှိရင်ဒီယာယီ password လေးပြန်ပေးလိမ့်မယ်ပေါ့နော်ဟိုင်ကိုဒီယာအတွက်ယာယီ password လေးပြန်ပေးမယ်အဲယာယီ password လေးနဲ့ပြန်ဝင်ရမှာပေါ့လေဒါခဏနေကြလို့ဆိုရင်ပြန်လာကြည့်လိုက်ပေါ့လေအဲ့လိုဆိုရင်ဒီကျွန်တော်ဒီဘာဆုံး1လေးဆိုပြီးဖြစ်နေလိမ့်မယ်ပေါ့နော်အခုကတော့ရပါပြီကြည့်တရားရောက်ကမြန်ကိုယ့်စီကို passport ခဲ့သည်ရှိတော့ပေါ့နော်ကိုယ့်ရဲ့ first number ကဘယ်မှာသွားကြည့်မလဲဆိုရင်တော့ကျွန်တော်ဒီဘက်မှာအောက်ချိန်မှာပေါ့နော်ကျွန်တော် dot boogie ဆိုတာလေးရှိရဲ့အကောင့်လေးနှိပ်လိုက်ပြီးတော့ဒါကိုယ့်ရဲ့ဒီ first number ပေါ့နော်3934369550ပေါ့လေဒါဆိုသူကလည်းဒီတစ်နှစ်အထက်ပေါ့နော်အသုံးမပြုဘူးဆိုလို့ရှိရင်တဲ့ဒီပျောက်သွားမယ်ပေါ့ရေးထားပါလေဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ machine တာတိတ်နားမနေရှိရဆိုလို့ရှိရင်ကိုမမှန်ခဲ့လို့ရပါတယ်ကျွန်တော်ထင်ရတဲ့အခါပြန်နေပြချပေးထားပါမယ်အခုဆိုလို့ဆိုရင်ကျွန်တော်စကားပြောရင်းနဲ့ဗန်ဆုံးမှလေးဖြစ်သွားပြီပေါ့နော်အဲဆိုရသွားပါပြီဟိုဘက်ကိုဟုတ်ကဲ့ပါဒါပါပဲเนาะကျေးဇူးတင်ပါတယ်